ဒိုးရင်သွေးလေးဒီတစ်ခါဖက်ပြမဲ့ပုံပြင်လေးရဲ့နာမည်ကတော့အရန်ညာတက်တဲ့နန်ပြပဲဖြစ်ပါတယ်နော်ခေါင်းစဉ်ကတော့ကချင်ပုံပြင်အရန်ညာတက်တဲ့နန်ပြအကြောင်းပဲဖြစ်ပါတယ်ဟိုးရှိတုန်းကတော့တခုနာနန်ပြယုံနာမည်နဲ့ကြားဟာတငယ်ချင်းဖြစ်ကြတယ်ကြားကအရန်ရိုးပြီးစူးစားတယ်တဲ့အဲ့ဒါကြောင့်သူကမိုးတွင်းအတွက်ကြိုတဲ့အစာစုဆောင်အိမ်ကိုလည်းမိုးလုံလေလုံကာကွယ်နိုင်ဖို့မအားမနေစူးစားပြင်ဆင်နေတယ်ကြားကအရန်စူးစားပေမဲ့နန်ပြကတော့တနေ့လို့တနေ့စာနေတယ်သူကပျော်ပျော်နေမြဲနေတယ်နန်ပြကကြားကိုပြောတယ်တငယ်ချင်းနင်ဘာလို့ဒီဘက်စူးစားနေလားလေဘာမှစူးစားစရာမလိုဘူးတနေ့လို့တနေ့စာလို့ပြောတယ်ကြားကမဟုတ်ဘူးစူးစားရမယ်များမကြခင်မိုးရွာတော့မယ်လို့ပြောတယ်နန်ပြကဟုတ်ပြီဒါဆိုလင်းကအိတ်လိုက်အောင်မယ်နေ့စဉ်စားလိုက်အိတ်လိုက်ဖြတ်တန်းနေလေအဲ့လိုနဲ့မိုးတွင်ရုပ်လာတော့တယ်နန်ပြကစဉ်းစားတယ်နန်ပြကအရန်ညာတက်တယ်တဲ့အဲ့လိုအရန်ညာတက်တော့ဘသူမှတငယ်ချင်းဖြစ်အဖက်မလုပ်ကြဘူးဒါပေမဲ့သူနဲ့တွေ့တိုင်းလိန်စားရတဲ့သူတွေကြီးပဲတဲ့သူကစဉ်းစားပြီးကြားကိုပြောတယ်တငယ်ချင်းကြားငါအိမ်လာလဲပါဦးဒီနေရာကိုကြည့်လိုက်ဟိုးကောင်းကင်မှာကျယ်ရီလာရီအများကြီးလှတယ်ကြားကစဉ်းစားတယ်ဒီတငယ်ချင်းနန်ပြငါ့ကိုလိန်စားတော့နဲ့ဆိုပြီးသွားမကီခဲ့ကိုအဲ့အချိန်ကမိုးတွင်မဟုတ်ပဲနွေရာသီဆိုတော့နန်ပြရဲ့အိမ်ကတကယ်ကိုตาရနေတယ်နောက်နေ့နန်ပြကပြန်ပြောတယ်တငယ်ချင်းကြားငါအိမ်လာခဲ့အောင်အရန်ပျော်စရာကောင်းတယ်လှဲချလိုက်ကြည့်ဟိုးကျယ်ရီလာတဲ့နဲ့ကောင်းကင်ကြီးကตาရနေရဲ့နေလာကြည့်လိုက်ဖိတ်တယ်ကြားကလည်းလာကြည့်လိုက်တော့တကယ်လှဲချလိုက်ပြီးကောင်းကင်ဟဲ့အလှော့ကိုကြည့်ပြီးအရန်ပျော်ခဲ့တယ်ကြားကတကယ်ပဲနော်မိအိမ်ကအရန်မိုက်ပြီးလှတယ်ပြောလိုက်မိတယ်နန်ပြကနေငိုက်အိမ်နဲ့နိအိမ်လှဲကျင်နေပြီမလားကြားကဟုတ်တယ်နိအိမ်ကအရန်ตาရတယ်လှဲရအောင်သူတို့နှစ်ယောက်ဟာအိမ်လှဲကြတယ်အဲ့အချိန်ကြာကြားကညတိုင်းကျဲလွေလာလူကြည့်ပြီးตาရနေတယ်တဲ့မကြမီမိုးတွင်ရောက်လာတော့တယ်မိုးတက်မဲရွာချတော့တယ်နန်ပြကတော့ကြားကြိုတင်ပြင်ဆင်စောက်ထားတဲ့မိုးလုံအိမ်နဲ့နှံ့နေလေတဲ့အဲ့အချိန်ကြားကတငယ်ချင်းနန်ပြရဲ့ငါ့ကိုကူညီအောင်နန်ပြကဒီဟာကနင့်အိမ်မဟုတ်တော့ဘူးပြန်တော့ငါနဲ့နင့်အိမ်လှဲလိုက်ပြီလေလို့ပြောလိုက်တယ်ကြားကအော်အဲ့လာကြောင့်တခြားတငယ်ချင်းအားလုံးသူ့ကိုအရန်ညတက်တဲ့နန်ပြလို့ပြောလာကိုဆိုပြီးအံ့ဩသွားတယ်တဲ့ဒီပုံပြင်လိုပဲကပောက်ပေါ်ရှိလူသားတွေလဲလိမ့်တက်တဲ့သူတွေများလာနေတဲ့ကိုကအရာရာတိုင်းကိုစင်ကျင်သုံးသက်ပြီးအလိမ်အညာဟုတ်မဟုတ်ခွဲခြားတတ်ဖို့လိုအပ်ပါတယ်ပုံပြင်လေးကတော့ဒါပါပဲကွပုံပြင်လေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်နော်ဒိုးရင်သွေး channel လေးကို like and subscribe လုပ်ကြဖို့လည်းမမေ့ပါနဲ့နော်